မင်္ဂလာပါကျွန်တော်နာမည်ကိုရှုသစ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့တွေဒီဘာစကီးတွေဘာတွေမှမသိပဲနဲ့ကျွန်တော်ဒီလက်ကဒီကြွက်သားတွေကိုလေ့ကျင့်ခန်းလေးပေါ့နော်အဲ့ဒါလေးတွေကိုလုပ်မယ်ပေါ့နော်အဲ့တော့စစချင်းဆိုတော့ဗျာစကီးတွေကမှတ်ရတာရှုပ်တယ်ခက်တယ်ဗျာအဲ့တော့ဘာမှမလုပ်ဘူးဗျာဒီဘက်ကလက်ကဟာလေးတွေပဲကဲကျွန်တော်တို့ဘာမှမသိဘူးဆိုတဲ့အနေထားနဲ့လေ့ကျင့်မယ်ဗျာနော်နံပါတ်1လက်ညှိုးလက်ကလေးလက်သွေးလက်တန်းကို1ခွက်2ခွက်3ခွက်4ခွက်ကိုစက်လိုက်တီးသွားပေါ်ကနေအောက်ကိုပြန်ဆင်းလာတယ်နော်အဲ့ဒီကကြတော့သူကအဲ့လိုအပေါ်ကနေအောက်ကိုတက်အောက်ကနေအပေါ်ကနေအောက်ကိုဆင်းအောက်ကနေပေါ်တက်ပေါ့နော်တက်ပြီးတဲ့အခါကျတော့သူကနောက်တစ်ခုကဘာလဲဆိုတော့တကြိုးကြော်တကြိုးဆင်းပေါ့နော်အဲ့တော့ဒီလိုဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လူဘိန်းနီးလို့ပဲခေါ်မလားအမှတ်တလွယ်တဲ့နီးလို့ပဲခေါ်မလားဆိုရင်ဒီလက်ချောင်းကကြွက်သားတွေကပြေရော့လာမယ်ဒီလက်ထိတ်ကသားတွေကတမလာမယ်ပေါ့နော်အဲ့လိုလေးပေါ့နော်ဒါလေးကလည်းတကယ်ပုံမှအရေးကြီးတဲ့ဒီ finger aerobic ပေါ့နော် finger exercise လို့ပြောမှာပေါ့နော်လုပ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာပဲလက်ညှိုးလက်ကလေးနဲ့ပဲတော့တီးနေပါနော်လက်ကလေးပြင်လက်မလက်တကြွေနဲ့ပြင်လက်တန်းနဲ့ဟုတ်ပြီအဲ့တော့တော်တော်လေးကိုဒါဆိုလို့ရှိရင်metronome လေးနဲ့ကျင့်ပါနော်နိုင်ပေါင်းပေါ့နော်5မိနစ်30လောက်လေ့ကျင့်မယ်ဆိုရင်တော်တော်လေးကို daily မှာတော်တော်လေးကိုအဆင်ပြေမဲ့ဟာပေါ့နော်နောက်တစ်ခုဒီဘက်လက်ကနော် patron နဲ့အဲ့လိုပေါ့နော်